ဆိုပေါ့နော်ကဲဒီအဝတ်ကိုတော့ဝယ်သွားပြီဝယ်သွားပြီဆိုဒါသူ့ပိုင်ဖြစ်သွားပြီဝယ်သွားပြီဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒီမှာသူ့ဘာသာသူထက်ထည့်ချင်းထည့်ဒါကို artist နေနဲ့လက်ခံလားလက်မခံဘူးအဲ့ဒါကိုသူ့မှာထည့်ပိုင်ခွင့်ရှိတာအဲ့လိုမျိုးမင်းကိုနေတာရှိတယ်တချို့ကြတော့မကြိုက်ဘူးတချို့ကြတော့စီးပွားရေးဆန်ဒါနေပိုင်ဖြစ်သွားပြီတချို့ကြတော့ဟာနေဝယ်တာဒါငါရဲ့ idea ကိုမကြည့်ကဝယ်ရောမှကိုချစ်ချင်တာလေးတစ်ချက်ချစ်လိုက်တယ်လို့မျိုးအဲ့ဒီပုံမှာအမြင်ပေါ့ဘယ်လိုရှိကြလဲအကြီးကားတော့သွားလုံယူအောင်ဟုတ်တယ်ဒီမှာကျတော့ဒါပေမဲ့ဥမာဒီမှာကျတော့ဥမာ scale လဲတူတယ်ဒီဥစ္စာနဲ့ live ဖက်တဲ့ခေတ်အခြေအနေနဲ့လဲထင်ရတယ်ဆိုရင်ဒီအထဲမှာထည့်ခွင့်ရှိတယ်ဥပမာဒီထဲကိုလာပြီးတော့ဒါနဲ့မလိုက်ဖက်တဲ့အရာကြီးတခုထည့်ရမယ်ဆိုရင်တော့ဘလူးနည်းနဲ့မှအဆင်မပြေဘူးဥပမာဒီဥစ္စာကိုခေအောင်ကအိတ်ခမ်းလေးဆိုရင်ဒီခေအောင်နဲ့ခုလောက်ထားတဲ့ scale နဲ့ live ဖက်မယ်ဆိုရင် live ဖက်တဲ့နေရာလေးမှာသူတခုထည့်ရတယ်ထည့်လို့ရတယ်ဟိုဗဒီကားမှာတော့မလို့ဘူးပေါ့အဲ့ဒီအောင်ဆိုရင်ပြောပြပါကဲဝယ်လိုက်ပြီပေါ့ဝယ်လိုက်ပြီဆိုရင်တော့မှသူဒီဟာကိုမကြိုက်လို့သူဖြုတ်လိုက်သူကသူထည့်လိုက်ထားသူရဲ့အဝတ်လိုမျိုးသူကအဲ့လိုတော့လို့မရဘူးနော်အဲ့လိုမျိုးတို့လို့မရလဲတွေ့မှာလေနေကိုမတွေ့ဘူးမတွေ့ရောလို့မတွေ့တော့ဘာလို့သူကကျိတ်လို့နေတော့တမျိုးအဲ့လိုမျိုးဟာပြန်တွေ့တော့စိတ်မကောင်းဘူးမရှိဘူးပဲပြောဟုတ်တယ်အတင်ပါနေတာလောကီယာတခုကတော့ကပြောဘယ်လောက်သမတ်ရမလဲဘာလို့လာမေးတာနေရှိတယ်နေတာများဟာနေတချို့လူကြတော့လေနေတာကိုစားတချို့လူကြတော့လေငါလောက်ထားတာငါထိုင်တော့ငါဟာဒီလောက်တန်တယ်သူစားပြီးတော့မြင်းခေါ်တာရှိတယ်အဲ့ဟာကြတော့ဈေးနှုန်းဟိုကျွန်တော်တို့ဆိုရင်လာမေးတယ်သူတို့လုပ်ထားအောင်အခုဒါလေးကိုကျွန်တော်ဘယ်လောက်နဲ့ရောင်းရမလဲဈေးဘယ်လောက်ဖြည့်ရမလဲအဲ့ဒါကြတော့ကိုလုပ်ထားတဲ့အရာတခုကိုကိုသတ်မှတ်ခြင်းတော့သတ်မှတ်လို့ရတာပဲဒါကြောင့်သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သွားပြီလေဒါကိုလည်းသူ့ဆုံးဖြတ်ချက်နဲ့သူ့ရဲ့အတွေးနဲ့သူလုပ်ထားတာလေအဲ့ဒီဟာတခုကိုလုံတုံးကတော့သူ့စိတ်ကူးနဲ့သူလုပ်ပြီးတော့ဈေးဖြတ်တော့လူများတကာကိုမေးတာကြတော့ဘယ်လိုလုပ်အဆင်ပြေမှာလဲပြီးတော့အဲ့တခုကိုသူဘယ်လောက်အားစိုက်ထားလဲဆိုတာလဲသူအတိဆုံးလေဟိုမှာအချိန်ဘယ်လောက်ပေးထားလဲသူအဲ့ဒါဘယ်လောက်တန်ဖိုးထားလဲဘယ်လောက်ထိသူလေးလာပြီးအားစိုက်ထားလဲဆိုတာသူ့အပြင်သူမှမသိဘူးလေအဲ့လိုမျိုးသူ့အပြင်သူမှမသိတဲ့အရာတခုကိုလုပ်ထားပြီးတော့ဈေးဖြတ်တာကြတော့လူများတကာကိုမေးတာကြတော့ဘယ်အဆင်မပြေဘူးလေသူ့အတွက်ရောဖြေရလို့အဆင်မပြေဘူးသူခံစားချက်ကိုမှမသိတာအဲ့တော့ကိုလုပ်ထားတဲ့ဟာတခုကိုဘယ်လောက်တတ်မှတ်မလဲဆိုတော့ကိုကကိုလောက်တာတော့အကောင်းဆုံးပဲပေါ့ပြီးတော့ကိုအဆုံးဖြတ်ချက်ပဲလေကိုကထားပါတော့လူများတကာ9000လောက်ပဲတန်တယ်လို့မြင်နေမယ်ဒါပေမဲ့ तू ကတော့9သိန်းပြောထားမယ်အဲ့ဒါသူကိစ္စပဲ तू က9သိန်းလိုချင်လို့ तू လောက်ထားတာ तू တင်ထားတာဟိုဘက်က9000ပဲတန်တယ်လို့ဒါက2သိန်းပဲတန်တာလို့တွေးတာလေသူ့တမိုင်းနဲ့ဆိုတော့ဘာမှတော့ဟိုမဖြစ်ဘူးအဲ့တော့ကိုလောက်ထားတဲ့ဟာကိုဈေးပြတ်တာတော့အကောင်းဆုံးပဲတခြားလူကဘယ်လိုသိမှာလဲသူဈေးယူဥမာ तू ဘယ်လောက်ကုန်ကျန်းသုံးထားလဲဘယ်လောက်အားစိုက်ထားတယ်ဘယ်လောက်ကြိုးစားထားတယ်မသိဘူးလေဘယ်သူဘက်ကကြတော့သူ့ဝင်ချင်နေတဲ့သူသိထားတဲ့ knowledge နဲ့သူထိုင်ထားတဲ့ money value ကိုပြီးပြီးတန်တယ်တန်သူဘာလို့စုံဖြတ်လဲဒါပေမဲ့တကယ်ဒီဟာကိုညနိုးတယ်တန်မိုးထားရဆိုရင်တော့ဒါတန်တယ်လိမ့်သွားမှာပဲရောင်းရတဲ့အဝတ်တွေရှိတယ်။ရှိတယ်ကျွန်တော်တို့အရင်ကလုံးတင်မြဟာတစ်ခုမှမရောပွဲတွေပြတယ်ပြန်သိမ်းသွားတယ်။အဝိုင်းကိုစင်းနဲ့အဲ့လိုသူကအကြံပြန်ပေးမှာပဲတဖြည်းဖြည်းနဲ့ဒီလိုများနေမှာ။ဟုတ်။ဒါကပကြီးနဲ့မတူဘူး။ဟုတ်။နေရယူတော့နေရခတ်တယ်။ဟုတ်ရသေးတယ်။အဲ့ဒါကြတော့အိမ်မှာဆိုဘလို့တွေသိမ်းကြ။ဒီလိုဆင်းရထားအရင်တော့ကတော့တကယ်ဟိုတန်မိုးထားပြီးတော့မရောင်းရက်တာဘူးနောက်ပိုင်းကျတော့လည်းအဲ့ဒီမရောင်းရက်တဲ့ပစ္စည်းတွေကဘယ်မှာသွားကြောင်းရလဲဆိုတော့အဲ့ခုလိုဖြစ်တဲ့ဟိုအရင်တော့ရေဘေးတို့ဒီငလင်ဘေးတို့အားကြရင်တော့စောတော့ပြောလို့ပေါ့ဟောကိုယ့်တဲ့စိုးတဲ့လူတွေအတွက်ဆိုပြီးတော့ပဲထုတ်ပြီးတော့ရောင်းပြသွားတာရောင်းပြသွားရင်ရောင်းပြသွားကိုယ်မှမအောင်ကြံတော့အဲ့ဒါလည်းအေးနှစ်ဘုတ်ဆိုအိမ်မှာသိတဲ့အတိုင်းထားစရာနေရာမရှိပြီးရင်တပြေးပြေးနဲ့ပို့ပြီးတော့ပျက်စီးလာမှာတဲ့ပါဖုံတဲ့ပါတဲ့တန်းရှင်းလုံးမရပါနဲ့တကယ်ဟိုတန်ဖိုးထားတဲ့လူလက်ထဲရောက်သွားသူကတော့ဒီတစ်ခုပဲထိန်းသိမ်းရမှာဆိုတော့အဆင်ပြေတယ်လေအဲ့တော့အဲ့လိုပဲတွေးပြီးတော့ပဲကြောင်းပြသွားကြတယ် Elvis, yours creative partner